လောကမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ရာအတွက်လေအမျိုးအစားနဲ့မဆိုင်ဘူးတဲ့ယုံညံ့တဲ့ပုဂ္ဂိုလ်လို့သတ်မှတ်ဖို့ရာလည်းပဲအမျိုးအစားနဲ့မဆိုင်ဘူးတဲ့ဒါဖြင့်ဘာနဲ့သတ်မှတ်တုံးဆိုမြတ်စွာဘုရားကမ္မုနာဝတ္တလောဟောတိကမ္မုနာဟောတိဖြစ်မနောသူ့ရဲ့လောက်ရသူ့ရဲ့ကိုချင်းတရားနဲ့သတ်မှတ်ရမယ်လို့ဒါတခက်ပေါ်ထွန်းလာတာလို့ခေါ်တယ်ပေါ့နော်ကိုချင်းတရားနဲ့ပတ်သက်ပြီးတော့ကိုချင်းတရားနဲ့သတ်မှတ်ပြီးတဲ့အခါကျတော့မှဒီပုဂ္ဂိုလ်ဟာမြင့်မြတ်တယ်ဒီပုဂ္ဂိုလ်ဟာမမြင့်မြတ်ဘူးဒီပုဂ္ဂိုလ်ကအထက်တန်းဒီပုဂ္ဂိုလ်ကအောက်တန်းလို့ဆိုတာသူ့ရဲ့လောက်ရနဲ့သတ်မှတ်ရမယ်ဆိုဒီအတွေးခေါ်တရားဂေါရမမြတ်စွာဘုရားပေါ်လာမှာပေါ်လာတဲ့စကားတစ်ခုပဲအဲ့တော့မြတ်စွာဘုရားဘယ်လောက်ထိအောင်ရှင်းပြတော့ဆိုရင်ဒါရှင်းရှင်းလေးပဲတဲ့လောက်ရကိုကြည့်တယ်လူတယောက်ဟာဘယ်မျိုးကပဲလာတိုင်းပြည်အုပ်ချုပ်ရင်ရာဇာဘယင်ပဲတဲ့စစ်တိုက်လို့ရှိရင်စစ်သားပဲခိုးစားရင်တခိုးတယ်လူရဲ့တိုက်ခိုက်ရင်ဓမြတယ်ဘုရားအဲ့လိုပဲတတ်မှတ်တယ်အယောင်းဝယ်လို့ရင်ကုန်တယ်နော်စိုက်ပျိုးစားလို့ရှိရင်လယ်သမားဟောသူ့လုံးရနဲ့ပဲပြောရမယ်တဲ့အမျိုးစားနဲ့ဘာမှမဆိုင်ဘူးတဲ့ဘယ်လိုပဲပြမနာမျိုးကမွေးအကယ်၍သာသူခိုးစားလို့ရှင်တခိုးပဲဖြစ်မယ်ပြမနာမဖြစ်ဘူးလို့ဒီလိုပြောတာဗျာအဲ့တော့ဒီအတွေးခေါ်တစ်ခုဟာအိန္ဒိယနိုင်ငံကြီးကိုဒီနေ့လွှမ်းမိုးနိုင်လားဆိုမလွှမ်းမိုးနိုင်ဘူးအိန္ဒိယနိုင်ငံကြီးရဲ့ဇတ်စနစ်ကိုမြတ်စွာဘုရားတိုက်ဖြတ်ခဲ့ပေမဲ့လို့အိန္ဒိယနိုင်ငံဇတ်စနစ်ကအလွန်ကြီးတော့ဒီကနေ့ဇတ်အတိုင်းပဲသူတို့ကဇန်နေတဲ့ပုဂ္ဂိုလ်ကိုဇန်မြင့်တဲ့ပုဂ္ဂိုလ်တွေကလွှမ်းမိုးနေသေးပဲရှိသေးတယ်တဲ့အလောက်ကင်ကိုမကြည့်ကြဘူးသူ့ရဲ့ကိုချင်းတရားကိုမတတ်မှတ်ကြတော့ဘူးအဲ့တော့ဘုန်းကြီးတို့တွေဟာအရေးကြီးဆုံးကဘာလဲမြတ်စွာဘုရားဟောတဲ့တရားတော်ကိုယ့်ရဲ့လောက်ရနဲ့ကိုယ့်ရဲ့ကိုချင်းတရားဟာအင်မတန်မှအရေးကြီးတဲ့အရာလို့ဒီလိုမှတ်ရမှာပေါ့အဲ့တော့ကိုချင်းတရားနဲ့ကိုယ့်ရဲ့လောက်ရကောင်းဖို့ဟာဘလောက်အရေးကြီးတယ်ဆိုတာကိုဘုန်းကြီးတို့တွေကိုချင်းတရားနဲ့လောက်ရကိုတန်ဖိုးထားရမယ်တို့တွေဘယ်လိုမျိုးရိုးကမွေးလာဥပမာချမ်းသာတဲ့မျိုးရိုးကမွေးဘယ်လိုမျိုးရိုးကမွေးဟုတ်လားမြင့်မြတ်တဲ့စိတ်ထားနဲ့မြင့်မြတ်တဲ့လောက်ရဖြစ်မှတို့ဟာမြင့်မြတ်သူဖြစ်မှာဒီအတွေးခေါ်ဒီယူဆချက်အတိုင်းဘုန်းကြီးတို့တွေလိုက်နာကျင့်သုံးဖို့လိုအပ်တယ်တဲ့ဒါကိုဆိုလိုတာနော်အဲ့ဒါဆိုတော့ကိုယ့်ရဲ့လောက်ရပုံမှာဒါသဘာဝလဲကြတယ်ဒါမြတ်စွာဘုရားကဓမ္မလမ်းကြောင်းကဟောတာလေမြတ်စွာဘုရားကိုယ်တိုင်ကိုက तू ကအောက်တန်းစားကတက်လာတာမဟုတ်ဘူးအဲ့ဒီခေတ်မှာနံပါတ်1အဆင့်တန်းကနေလာတဲ့ပုဂ္ဂိုလ်အကယ်၍ तू အောက်တန်းစားကတက်တယ်ဆိုလို့ရှိရင်ဟောအောက်တန်းစားမို့ပြောတယ်လို့ထင်ကောင်းထင်ကြလိမ့်မယ်ပေါ့မဟုတ်ဘူး तू ကနံပါတ်1အဆင့်ကနေပြီးဒီစကားပြောတာမင်းတို့နံပါတ်1ကမွေးတိုင်းနံပါတ်1မဖြစ်ဘူးတဲ့နံပါတ်1ဖြစ်အောင်မလုပ်ရမလဲဆိုရင်နံပါတ်1ဖြစ်အောင်စိတ်ဓာတ်မြင့်မြတ်ရမယ်လောက်ရတဲ့မြင့်မြတ်ရမယ်အဲ့တော့ဘုန်းကြီးတို့ဘဝမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ရာအတွက်မြင့်မြတ်တဲ့အလုပ်ကိုလုံးဝမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်မယ်အဲ့တော့ကိုလုပ်တဲ့အလုပ်ကမြင့်မြတ်မှပါရမီဖြစ်မယ်လို့ဒီလိုပြောတာကိုလုပ်တဲ့လုပ်ရကနှိမ့်ချနေရင်ပါရမီမခေါ်နိုင်ဘူးတဲ့ကိုလုပ်တဲ့အလုပ်ဟာမြင့်မြတ်ရမယ်ဒါဖြင့်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဟာဘာတွေလုပ်ရတွေလုပ်သွားကြလဲဘုန်းကြီးတို့တွေအခုနံပါတ်1ခံယူထားမှာတော့တို့ဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့အတွက်မြင့်မြတ်တဲ့စိတ်ဓာတ်ကိုထားရမယ်နော်အောက်တန်းကြတဲ့စိတ်ဓာတ်တွေကိုတို့မထားရဘူးမြင့်မြတ်တဲ့အလုပ်ကိုလုပ်ရမယ်အောက်တန်းကြတဲ့အလုပ်ကိုမလုပ်အောင်ဒါဖြင့်မြင့်မြတ်တဲ့စိတ်ထားဆိုတာဘာလဲအများကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်ထားဟာဒါမြင့်မြတ်တဲ့စိတ်ထားလို့ပြောရမယ်ဟောအများကိုမနာလိုတာတို့မရှုစိတ်နာတို့မုန်းတီးတာတို့ဆိုတာဒါအောက်တန်းကြတဲ့စိတ်ဓာတ်တွေပဲနော်အောက်တန်းကြတဲ့စိတ်ဓာတ်တွေအဲ့ဒီအောက်တန်းကြတဲ့စိတ်ဓာတ်တွေကိုဖယ်ရှားပြီးတော့အများကောင်းကျိုးကိုလိုလားတယ်မုန်းတီးမှုမရှိဘူးအများပေါ်မှာမနာလို့မရှုစိတ်နေမရှိဘူးအလုံးဝမ်းသာနိုင်တယ်မြင့်မြတ်တဲ့စိတ်ထားဆိုတာအများကောင်းစားစေခြင်းတယ်အများကောင်းစားလို့ရှိရင်ဝမ်းသာတယ်ကိုယ့်ရဲ့နှိမ့်ကြနေလို့ရှိရင်ကျင့်တာတရားထားတယ်ကုညီတယ်ကယ်မတယ်ဟောဒီစိတ်ဓာတ်တွေကမြင့်မြတ်တဲ့စိတ်ဓာတ်လို့ခေါ်တယ်အဲ့ဒီလိုမြင့်မြတ်တဲ့စိတ်ဓာတ်တွေရှိတဲ့ပုဂ္ဂိုလ်ဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်လာတာ